နှစ်တိုင်တိတ်တဆိတ်ဆွဲလန်းနေခဲ့တဲ့ကောင်လေးရဲ့အချစ်ကိုရယူဖို့အတွက်လီဆာဟာသူ့ရဲ့ပုံကိုယူပြီးပါဇက်နေရာမှာတင်ပါပုံစံဖြစ်အောင်ပြင်ဆင်လိုက်ပါတယ်ပြီးတော့သူမကိုယ်တိုင်မှာချောစီတွေတုပ်လင်းပြီးအထဲကိုတွားဝင်ရောက်ခဲ့ပါတယ်အနုပညာကျောင်းကဗဘူးမေဂျာကျောင်းသူလီဆာဟာအတန်းတူကောင်လေးဂျက်ကိုတိတ်တဆိတ်ချစ်မိနေခဲ့တာဖြစ်ပြီးအဲ့ဒီလိုနဲ့3နှစ်တိုင်ကုံဆုံးသွားခဲ့ပါပြီအဲ့ဒီ3နှစ်တာကာလရှည်ကြီးအတွင်းမှာဂျက်အပေါ်ထားတဲ့သူမရဲ့ခံစားချက်တွေဟာအစွန်းရောက်ဆွဲလန်းမှုတစ်ခုအဖြစ်တစချင်းပြောင်းလဲလာခဲ့ပါတယ်သူမဟာဂျက်ရဲ့နောက်ကိုအမြဲတမ်းတိတ်တဆိတ်လိုက်နေခဲ့ပြီးသူ့ဘဝရဲ့အသေးစိတ်အချက်လေးတွေအထိချောင်းမြောင်းခဲ့ပါတယ်ဂျက်လွင့်ပစ်လိုက်တဲ့သွားတိုက်တန်ကိုတောင်အိမ်ယူလာပြီးသူမရဲ့ယူသွတ်နေတဲ့စိတ်နဲ့အဖန်ဖန်လျက်နေခဲ့ပါသေးတယ်ဒါကသူတို့နှစ်ယောက်အတွက်အထူးခြားဆုံးဝေးလံတဲ့ရင်းနှီးမှုပုံစံတစ်မျိုးပေါ့ဒါပေမဲ့ဝမ်းနည်းစရာကဂျက်ကလီဆာကိုတစ်ချက်ကလေးမှလှည့်မကြည့်ခဲ့ပါဘူးဘာလို့လဲဆိုတော့ဂျက်ရဲ့နှလုံးသားကိုပိုင်ဆိုင်ထားတာကရွှေရောင်ဆိုးထားတဲ့သပင်နဲ့နိုင်ငံခြားသူအလှည့်ကျကျောင်းသူအန်နာဖြစ်နေလို့ပါပဲအန်နာကိုသူ့ရဲ့ခံစားချက်တွေဖွင့်ပြောဖို့အတွက်ဂျက်ဟာအန်နာရဲ့အဝတ်ဗလာပန်းပရုတ်ရုပ်ကို3လတိုင်လက်နဲ့ထုလုပ်ခဲ့ပါတယ်ဗန်ဘူးပြပွဲနေ့မှာဂျက်ဟာအန်နာရဲ့နှလုံးသားကိုသိမ့်ပိုက်နိုင်တော့မယ်ဆိုပြီးမျှော်လင့်ချက်အပြည့်နဲ့ရှိနေခဲ့ပါတယ်ဒါပေမဲ့အန်နာကအဲ့ဒီထင်ရှားပေါ်လွင်တဲ့အင်္ဂလိပ်ရုပ်ထုကိုမြင်လိုက်ရပြီးသူမရဲ့တာမန်ဆန်တဲ့ရုပ်ရည်နဲ့ရှင်းကြည့်လိုက်တဲ့အခါမှာတော့မျက်နှာကြီးတင်းမာသွားခဲ့ပါတယ်သူမကသူ့ကိုအယူတယောက်လို့ခေါ်ဆိုပြီးချက်ချင်းပဲထွက်သွားခဲ့ပါတော့တယ်ဒေါင်းတနေရာကနေဂျက်ကိုမနာလိုတဲ့မီးတောက်တွေနဲ့ကြည့်နေတဲ့လီဆာကိုတော့ဂျက်လုံးဝသတိမထားမိခဲ့ပါဘူးဂျက်ဟာအိမ်ပြန်မဲ့ဓာတ်လေကားတွေကိုခွေရိုင်ဝင်သွားခဲ့ပြီးအန်နာကိုဘလို့စိတ်ချမ်းသာအောင်လုပ်ရမလဲဆိုတဲ့အတွေးနဲ့ပဲအုံနောက်ထဲမှာပြည့်နှက်နေခဲ့ပါတယ်ဓာတ်လေကားရဲ့ထူးဆန်းတဲ့ကြေညာချက်ကိုလည်းလုံးဝသတိမထားမိခဲ့ပါဘူးဂျက်ဟာ NSC ဖုံးဆက်ဖို့ပဲအာရုံရောက်နေပြီးဓာတ်လေကားအပြင်ဘက်မှန်ပြင်မှာဖိကက်နေတဲ့ပန်းရောင်ဝစ်စုံနဲ့အမျိုးသမီးကိုလုံးဝလွတ်သွားခဲ့ပါတယ်ဒီအချိန်ကစပြီးဂျက်ရဲ့ငရဲကန်တရားဝင်စတင်มาတော့တယ်အဲ့ဒီဓာတ်လေကကြီးညာချက်ဆိုတာဒါရိုက်တာရဲ့တိမ်မွေးတဲ့ကြိုတင်ညွှန်ပြချက်တစ်ခုပါပဲလူထူးတယ်ဆိုတာနေရာချင်းတာကိုဆိုလိုတာမဟုတ်ပဲအန်တရတစ်ခုခုအနားကိုကတ်လာနေပြီဆိုတာကိုပြတာပါတကယ်လဲသူရေချိုးနေတော့ရေခိုးရေငွေတွေဖုံးနေတဲ့ရေချိုးခန်းမှန်ပေါ်မှာငါမင်းကိုကြိုက်တယ်ဆိုတဲ့စာသားတွေဘယ်ကမှန်းမသိပေါ်လာတာကိုရုတ်တရက်သတိထားမိလိုက်ပါတယ်ညစာစာပွဲတစ်ဝက်မှာလဲသူဘလို့မှဝါလို့မရတဲ့အရာတစ်ခုပါဇက်ထဲရောက်နေတာကိုခန်းစားလိုက်ရပြီးဘလောက်ပဲစူးစမ်းဆွဲထုတ်လိုက်တဲ့အခါမှာတော့ကောက်ကွေစပင်အဆူဝေးကြီးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ဂျက်ဟာချက်ချင်းပဲယွန်ရှာမှုတွေနဲ့လွှမ်းခြုံသွားခဲ့ပြီးမိဖို့ကြောင့်ဆင်အိုးစင်ကိုမိကသူ့ရဲ့တဲချစ်ရည်တွေအထိထွက်မတက်အန်းချင်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲတကားအပြင်ဘက်ကနေယူသွတ်လောက်အောင်ပြင်းထန်တဲ့ထူရိုက်တံတွေထွက်ပေါ်လာပါတော့တယ်ဘသူလဲဆိုပြီးတကားနောက်ကနေအချိန်လှမ်းအောင်မေးပေမဲ့တစ်ဖက်ကနေဘာတန်မှထွက်မလာပါဘူးသူ့ရင်ထဲမှာတက်လာတဲ့ကြောက်တရားကိုဖိနှိပ်ထားလိုက်ပြီးတကားပေါက်ကနေအသားလေးချောင်းကြည့်လိုက်တဲ့အခါမှာတော့ဂျက်ဟာကြောက်လန့်တကြားနဲ့ကြမ်းမြင်ပေါ်လဲကျသွားခဲ့ပါတယ်အသက်တောင်ကောင်းကောင်းမရှူနိုင်ခင်မှာပဲတကားလက်ကင်ဟာအယူတယောက်လိုလှဲ့လာပါတော့တယ်ပိုပြီးကြောက်စရာကောင်းတာကသူတေချာတော့ခတ်ထားခဲ့တဲ့တော့ဟာအပြင်ဘက်ကနေဖြည်းဖြည်းချင်းပွင့်လာတာပါပဲဂျက်ဟာယူသွတ်နေတဲ့သူတယောက်လိုတကားလက်ကင်ကိုခုံအုပ်ပြီးဖမ်းကင်ထားလိုက်ကတကားတစ်ဖက်ချမ်းကဘာမှမသိတဲ့အရာနဲ့အပြိုင်ဆိုင်ဖြစ်နေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့စူညံတန်တွေအကုန်လုံးရုတ်တရက်ငြိမ်းကျသွားပါတော့တယ်သူတက်တီကိုမွေးထုတ်ပြီးအပေါက်ကနေတစ်ချက်ထက်ချောင်းကြည့်လိုက်တဲ့အခါမှာတော့ဘာမှမဖြစ်ခဲ့သလိုဟာလာဟင်းလင်းဖြစ်နေပါတော့တယ်ဒီနေရာမှာကျွန်တော်ရဲ့ရဲဝံ့ခံမှန်းချက်ကတော့တကားအပြင်ဘက်မှာပြဿနာရှာနေတာကလီဆာဖြစ်ဖို့အများကြီးသိချပါတယ်သူမဟာကြောက်တရားကိုဖန်တီးပေးခြင်းအပြင်ဂျက်ရဲ့ခံစားချက်တွေနဲ့ကစားပြီးပျော်ရွှင်မှုရယူနေကဂျက်ကိုတမင်တကာအကြိမ်ကြိမ်စမ်းသပ်နေခဲ့တာဖြစ်ပါတယ်သူမရဲ့ဖောက်ပြန်နေတဲ့ပိုင်ဆိုင်လိုစိတ်ကိုသူမကိုယ်တိုင်ကျေနပ်အောင်လုပ်နေတာပါပဲအဲ့ဒီအချိန်မှာပဲဂျက်စီကိုအန်နာစီကဖုံးဝင်လာခဲ့ပါတယ်သူမကဗပုရုပ်ကိုတကယ်ကြိုက်ကြောင်းလူတွေများလုံးလို့အဆက်သေးပြီးထွက်ပြေးသွားမိတာဖြစ်ကြောင်းပြောခဲ့ပါတယ်။သူမကဂျက်ကိုအဲ့ဒီအပတ်ဖျော်ဖြေရေးဥယျာဉ်ကိုအတူသွားဖို့ဖိတ်ကြားခဲ့ပါတယ်။ဖုံးချလိုက်ပြီးတဲ့နောက်မှာဂျက်ဟာပျော်ရွှင်လွန်းလို့ဂရင်ပေါ်မှာလူးလိမ့်နေခဲ့ပြီးသူ့ရဲ့ဂရင်အောက်မှာဆန်တန်းထွက်လာတဲ့ဖြောတော့နေတဲ့လက်ဖြူကြီးကိုလုံးဝသတိမထားမိခဲ့ပါဘူး။ရတတဘက်ကုံရဲ့ရောက်လာခဲ့ပြီးသူတို့နှစ်ယောက်အဲ့ဒီဖျော်ဖြေရေးဥယျာဉ်မှာအပျော်ဆုံးပျော်ခဲ့ကြပါတယ်။ဒါပေမဲ့ဂျက်ကတော့သူ့ကိုဘသူကမှအမြဲတမ်းစောင့်ကြည့်နေသလိုကြောထဲမှာစိတ်နေတဲ့ခံစားချက်ကိုအမြဲခံစားနေရသေးပါပဲ။ဒါပေမဲ့လှည့်ကြည့်လိုက်တိုင်းဘာမှမရှိနေပါဘူး။သူတို့ပြန်ဖို့ပြင်ကြတဲ့အခါအန်နာကအဲ့ဒီဘဘူးရုပ်ကိုတစ်ခေါက်လောက်ထပ်ကြည့်ခြင်းသေးကြောင်းပြောခဲ့ပါတယ်။ဒါပေမဲ့ပြပွဲခန်းမကိုရောက်တဲ့အခိုက်အတန့်မှာပဲသူတို့နှစ်ယောက်လုံးအံ့ဩမှင်တက်သွားခဲ့ကြပါတယ်။ဂျက်ကအေးရေးပြက်ခံပြီးထုလုပ်ခဲ့ရတဲ့ဘဘူးရုပ်ကြီးဟာကျမ်းမြင့်ပေါ်မှာအပိုင်းပိုင်းအဆဆကွဲကြေနေခဲ့ပါတော့တယ်။အဲ့ဒီအချိန်မှာပဲခန်းမဆောင်မီးတွေကတစ်ဖြက်ဖြက်နဲ့ထိုးလိုက်မိတ်လိုက်ဖြစ်လာပြီးပန်းရောင်ဝစ်စုံနဲ့လူတစ်ယောက်ဟာနံရံတောက်မှာကပ်ပြီးဂျက်ကိုတိတ်တဆိတ်ချောင်းကြည့်နေခဲ့ပါတယ်။ဒီပန်ဘရိုကိုဖျက်ဆီးခဲ့တာအဲ့ဒီအမျိုးသမီးဆိုတာကိုဂျက်ကတေချာပေါက်ယုံကြည်နေခဲ့ပါတယ်။အမျက်ဒေါသတွေထွက်လာပြီးသူမနောက်ကိုလိုက်သွားခဲ့ပါတယ်။
ဒါပေမဲ့ပန်ပရိုကိုတကယ်ဖြတ်စည်းခဲ့တာကဘယ်ရောက်လို့ဘယ်မှမသိတော့ပဲသူလိုက်နေတာကပိုပြီးကြောက်မက်ဖွယ်ကောင်းတဲ့အရာတစ်ခုဖြစ်နေတဲ့ဆိုတာကိုသူလုံးဝမသိခဲ့ပါဘူးမောင်မဲနေတဲ့စာတင်ဆောင်တဲကိုသူပြေးဝင်လိုက်တဲ့အခိုက်မှာပဲကြောက်မက်ဖွယ်ကောင်းပြီးထူးဆန်းတဲ့ရည်တံတစ်ခုကြောင့်ဂျက်ခြေလန်းတွေရပ်တန့်သွားခဲ့ပါတယ်အဲဒီနောက်အေးဆက်နေတဲ့လက်တစုံကသူ့နောက်ကြောဘက်ကနေသူ့ကိုရုတ်တရက်လာဖက်တွယ်လိုက်ပါတော့တယ်ဂျက်လဲတေလောက်အောင်ကြောက်သွားပြီးပုံးဖို့အတွက်စာတင်ခန်းထဲကိုတဟုန်ထိုးပြေးဝင်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီကြောက်စရာကောင်းတဲ့ပုံရိပ်ကသူ့နောက်ကိုတလန်းချင်းလိုက်လာခဲ့ပါတယ်ဂျက်ကထောင်းမှာကုတ်ချောင်းချောင်းထိုင်နေပြီးချွန်ထက်တဲ့ဓားငယ်ကိုတင်းတင်းဆုပ်ကန်ကအသက်တောင်ကောင်းကောင်းမရှူရဲပဲဖြစ်နေခဲ့ပါတယ်အဲ့ဒီမှာဘလောက်ကြာကြာထိုင်နေမိမှန်းသူမသိပါဘူးအနာကခြေတံတွေတိတ်ဆိုးသွားတဲ့အခါကြောက်စရာကောင်းတဲ့အမျိုးသမီးထွက်သွားပြီထင်ပြီးသူတတိကြီးကြီးနဲ့အသားလေးခေါင်းပြူကြည့်လိုက်ပါတယ်ဒါပေမဲ့စိတ်သက်သာရာရသွားတဲ့အသက်ရှူတန်တော်မဆုံးသေးခင်မှာပဲသူ့ခေါင်းပေါ်တဲတဲ့ကနေချွန်ထက်တဲ့အတန်တစ်ခုထွက်ပေါ်လာပါတော့တယ်ဆိုပြီးဂျက်တုံလှုပ်ချောက်ချားစွာအော်ဟစ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအမျိုးသမီးကသူ့ကိုလွတ်ပေးဖို့လုံးဝရည်ရွယ်ချက်မရှိပါဘူးသူမကဂျက်ရဲ့ကော်လန်ကိုဆွဲပြီးလေထဲကိုတန်းလန်းမြှောက်တင်လိုက်ပါတယ်ပြီးတော့သူ့နားကိုကပ်ပြီးငါမင်းကိုကြိုက်တယ်လို့တိုးတိုးလေးပြောလိုက်ပါတယ်အဲ့ဒီအမျိုးသမီးရဲ့ယွန်စရာကောင်းတဲ့မျက်နှာကိုကြည့်ရင်းနဲ့ဂျက်တကိုယ်လုံးအေးဆက်တဲ့ချွေးတွေနဲ့ရွှဲနစ်သွားခဲ့ပါတယ်သူထွက်သွားဖို့အော်ဟစ်ခဲ့ပေမဲ့ဒီအမျိုးသမီးရဲ့ညင်းပယ်မှုကိုခံရဲတယ်ဆိုရင်တော့ရလက်ကတေချင်းတရားတစ်ခုတည်းပါပဲအန်နာရောက်လာချိန်မှာတော့ဂျက်ကအေးဆက်တေဆုံးနေတဲ့အလောင်းတစ်ခုဖြစ်နေပြီဖြစ်ပြီးသူ့ရဲ့မျက်လုံးတွေလည်းထုတ်ခံထားရပါပြီရက်အနှဲငယ်အကြာမှာဂျက်ရဲ့ဇာပနာကိုပုံမှန်အတိုင်းကျင်းပခဲ့ပါတယ်အန်နာကသူ့ဘေးမှာဝမ်းထဲပူဆွေးစွာငိုကြွေးနေချိန်မှာလီဆာကတော့ဂျက်ရဲ့အမတ်တရဓာတ်ပုံကိုစိုက်ကြည့်ရင်သူချစ်ရတဲ့သူအတွက်လက်စားချေပေးမယ်လို့စိတ်ထဲမှာတိတ်တဆိတ်ကတိပြုလိုက်ပါတယ်တကယ်တရားမှန်ကတော့ပန်းရောင်ဝစ်စုံတဲ့အမျိုးသမီးကဂျက်ကိုတတ်တဲ့အချိန်မှာလီဆာကအရေးတကြီးကြီးနဲ့အဆအဆုံးအကုန်မြင်နေခဲ့တာပါသူမကအရင်ကတည်းကယူသွတ်နေတဲ့ချီယာခံသူတယောက်ဖြစ်တာကြောင့်အဲ့ဒီနေရာမှာရှိနေတာမဆန်းပါဘူးရေချိုးကမ်းမှန်ပေါ်မှာပေါ်လာတဲ့စာသားတွေအစားအစာထဲမှာထွက်လာတဲ့သပင်တွေဂရင်အောက်ကလက်ဖြူကြီးတွေတစ်ခုပြီးတစ်ခုဖြစ်လာတဲ့ထူးဆန်းတဲ့ဖြစ်ရက်တွေအားလုံးဟာပန်းရောင်ဝစ်စုံနဲ့တရေမှလောက်တာမဟုတ်ပါဘူးအဲ့ဒီအရာတွေအားလုံးကိုလုပ်ခဲ့တာကဆွဲလန်းလွန်ပြီးဖောက်ပြန်နေတဲ့လီဆာပါပဲဒီအမျိုးသမီးရဲ့ရုံမာမှုအဆင့်ကခံမှန်းလို့တောင်မရနိုင်ပါဘူး။သူမဟာအထက်တန်းကျောင်းကလေးကဂျက်ကိုလိုက်ချောင်းနေခဲ့တာပါ။ပိုပြီးဆိုတာကသူမမှာဂျက်ရဲ့တိုက်ခန်းတော့တောင်ရှိနေခဲ့တာပါပဲ။သူမရှိတဲ့အချိန်တွေမှာခိုးဝင်ပြီးသူအိတ်တဲ့ကရင်ပေါ်မှာလှဲကသူကြံခဲ့တဲ့အနက်အသက်တွေကိုရှူရှိုက်နေခဲ့တာပါ။ရေချိုးကမ်းမှန်ပေါ်ကအချစ်ခံဝင်ချက်ဟာလက်နဲ့ရေးတာမဟုတ်ဘဲသူမရဲ့ရှာနဲ့စာလုံးချင်းစီလျက်ပြီးရေးခဲ့တာပါ။ကရင်အောက်ကလက်ဖြူကြီးဆိုတာလဲလီဆာပါပဲ။သူမကဂျက်ရဲ့အသက်ရှူတန်ကိုနားထောင်ခြင်းပြီးသူ့ဘေးမှာအိတ်ချင်ယုံတက်ပါပဲဒီလိုအစွန်းရောက်အောင်ဖောက်ပြန်နေတဲ့အချက်မျိုးကိုတွေးကြည့်ယုံနဲ့တင်အရေးပြားတွေတွန့်သွားစေနိုင်ပါတယ်ဂျက်အတွက်လက်စားချေဖို့အတွက်လီဆာဟာចောင်းစာကြည့်တိုက်ထဲမှာနေရောညပါအလုပ်ရှုပ်ခဲ့ပြီးဟောင်းနှွမ်းနေတဲ့သတင်းစာတွေနဲ့ဖုန်တက်နေတဲ့မှတ်တမ်းတွေကိုဒူးဆွရှာဖွေခဲ့ပါတယ်အဲ့ဒီမှာဒူးဆန်းတဲ့ပန်းရောင်ဝစ်စုံနဲ့အမျိုးသမီးကိုဒေတာခန်တွေကတိုးမွေးအမျိုးသမီးလို့ခေါ်ဆိုကြကြောင်းသူမတွေးရှိခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်တွေတုန်းကတာကူယာလို့ခေါ်တဲ့အထက်တန်းကျောင်းသားတစ်ယောက်တပ်ဖြတ်ခံခဲ့ရပြီးသူ့ရဲ့တေဆုံးပုံဟာဂျက်နဲ့အတိအကျတူညီနေခဲ့ပါတယ်။တခုတည်းသောကွာခြားချက်ကတော့တာကူယာရဲ့ပါဇက်ထဲကိုစပားဆွဲတစ်ဆွဲအာဓမထိုးထည့်ထားတာပါပဲ။တာကူယာရဲ့အလောင်းကိုပထမဆုံးတွေ့ရှိခဲ့သူကတော့အခုကဖေတစ်ဆိုင်မှာစပွဲထိုးလုပ်နေတဲ့အိုနိုယာမာဆိုတဲ့လူဖြစ်ပါတယ်။ဒီတယ်လန့်ဆောင်လိုက်ပြီးလီဆာဟာအိုနိုယာမာကိုအမြန်ဆုံးတွေ့ဆုံခဲ့ပါတယ်။လီဆာကအကြောင်းရင်းကိုရှင်းပြပြီးတဲ့နောက်မှာအိုနိုယာမာကအချိန်တွေဖုံးကွယ်သွားခဲ့တဲ့ပုံမြင်တစ်ပုဒ်ကိုဖြည်းဖြည်းချင်းပြန်ပြောပြခဲ့ပါတယ်။တိုးမွေးအမျိုးသမီးဆိုတာတကယ်တော့ဆာယူရီဖြစ်ကြောင်းသူပြောပြခဲ့ပါတယ်။ဆာယူရီဟာအတန်းထဲမှာဘသူမှဂယုမဆိုင်ကြတဲ့ကျောင်းမှာနာမည်ကြီးပြီးရုပ်ချောတဲ့တာကူယာကိုတိတ်တဆိတ်ကြွေနေတဲ့ဝဝကစ်ကစ်မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။တာကူယာကကျောင်းကွင်းပြင်မှာနာမည်ကြီးပြီးမိန်းကလေးတိုင်းဝိုင်းဝိုင်းလဲနေတဲ့သူရဲကောင်းတစ်ယောက်ဖြစ်တာကြောင့်ဆာယူရီကသူ့ကိုဓာတ်ရိုက်ဝန်ခံဖို့တတ်တိမရှိခဲ့ပါဘူး။သူမလုံနိုင်တာကအချစ်စာတွေကိုရေးပြီးတာကူယာရဲ့ဖိနက်ဗီဒီယိုထဲမှာတိတ်တဆိတ်ထည့်ပေးခဲ့တာပါပဲ။ဒါပေမဲ့အဲ့ဒီစာတွေထဲကတစ်စောင်ကိုအတန်းဖော်တွေတွေ့သွားလိမ့်မယ်လို့သူမဘယ်တော့မှမထင်ထားခဲ့ပါဘူး။တာကူယာကွန်ဟဲဘယ်တော့မှစောင့်ကြည့်နေပါတယ်တာကူယာကွန်ရဲ့ချစ်သူဖြစ်ရတာကကျမရဲ့အိမ်မက်ပါပဲအရန်ကြိုက်တယ်အရန်ချစ်တယ်ဆိုပြီးအတန်းထဲကယောက်ျားလေးတွေကသူမကိုတဝါဝါနဲ့ရီမောပြီးမထီမဲ့မြင်ပြုတ်ကအမြဲတမ်းအနိုင်ကျင့်ခဲ့ကြပါတယ်စာယူရီကိုအရှိတရားနဲ့ရင်ဆိုင်ခိုင်းခဲ့ကြပြီးအလေးချိန်ကြပြီးပလတ်စတစ်စာချင်းတွေလုံးမသာတာကူယာလိုလူနဲ့တန်မယ်လို့ပြောခဲ့ကြပါတယ်စာယူရီကခေါင်းကိုငိုက်ဆိုင်ချထားပြီးဘာစကားမှပြန်မပြောရဲခဲ့ပါဘူးမြေကြီးသားကွဲထွက်သွားပြီးသူမကိုမျိုးချလိုက်ရင်ကောင်းမယ်လို့ဆူတောင်းနေချိန်မှာပဲတာကူယာကစူညံနေတဲ့အတန်းထဲကိုရှောက်ဝင်လာခဲ့ပါတယ်။သူကစာယူရီကိုနူးနူးညံ့ညံ့နှစ်သိမ့်ပေးခဲ့ပြီးသူမမူလအတိုင်းဖြစ်နေဖို့ဘလို့မှပြောင်းလဲစရာမလိုကြောင်းပြောခဲ့ပါတယ်။စာယူရီရဲ့မျက်လုံးတွေထဲမှာမျက်ရည်တွေချက်ချင်းဝဲလာပြီးတာကူယာကိုမျောလင့်ချက်အပြည့်နဲ့မောကြည့်ခဲ့ပါတယ်
ဒါပေမဲ့နောက်တစ်ခက်ကမှတင်တာကူယာကနှွေးထွေးမှုအစအနမရှိတော့ပဲသူမကိုအေးဆက်ဆက်နဲ့ဒါဆိုလဲဘာလို့မသေးသွားတာလဲလို့ကြမ်းတမ်းစွာပြောဆိုလိုက်ပါတယ်သူမရဲ့မျက်နှာချင်းဆိုင်မှာတင်အချစ်စာကိုအပိုင်းပိုင်းဆုပ်ဖြဲပစ်ခဲ့ပါတယ်တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အဆက်ခွဲမှုတွေကစာယူရီရဲ့တန်ဖိုးထားမှုကိုအစအနမကြမ်းအောင်ဖျက်ဆီးပစ်ခဲ့ပါတော့တယ်အဆုံးစွန်သောစိတ်ပြက်အားငယ်မှုစီတွန်းပို့ခံလိုက်ရတဲ့သူမဟာနောက်ဆုံးမှအသက်ဆုံးရှုံးခဲ့ရပါတယ်။ဒါပေမဲ့သူမတေဆုံးသွားတာကဘသူအတွက်မှအတိတ်ပဲမရှိခဲ့ပဲလူတွေပေါ့ပေါ့ပါပါပြောစရာနောက်ပြောင်စရာဖြစ်သွားခဲ့ပါတယ်။တပတ်အကြာမှာတာကူယာဟာရုတ်တရက်ယူသွတ်သွားခဲ့ပြီးလေဟာနယ်ကိုငိုယိုတောင်းပန်နေခဲ့ကနောက်ဆုံးမှအတန်းထဲကနေအော်ဟစ်ထွက်ပြေးသွားခဲ့ပါတယ်။လူတွေသူ့ကိုပြန်တွေးတဲ့အခါမှာတော့စပားကင်းထဲမှာတေဆုံးနေခဲ့ပြီးပါဇက်ထဲမှာစပားဆွဲတစ်ဆွဲအတင်းထိုးထည့်ခံထားရပါတော့တယ်။အိုနိုယာမာရဲ့ပြောပြချက်ကိုကြားပြီးနောက်မှာစာယူရီရဲ့မုန်းတီးမှုတွေကတာကူယာတယောက်တည်းအပေါ်မှာပဲရှိတင်တာဖြစ်ပြီးဘာဖြစ်လို့တာကူယာနဲ့ဘာမှမဆိုင်တဲ့ဂျပါတေဆုံးသွားရတာလဲဆိုတာကိုလီဆာကတန်တရားဝင်လာခဲ့ပါတယ်။အမှန်တရားကိုဖော်ထုတ်ဖို့အတွက်သူမဟာစာကြီးတိုက်ကိုပြန်သွားခဲ့ပြီးမကြခင်မှာပဲနောက်ထပ်ထူးဆန်းတဲ့အမှုတစ်ခုကိုထပ်တွေ့ခဲ့ပါတယ်။ဒီအမှုရဲ့အဓိကပုဂ္ဂိုလ်ကတော့အချစ်ရေးရှုပ်ထွေးတဲ့လူယုံမှာအက်ဆေးဆိုတဲ့လူဖြစ်ပါတယ်။အစီရင်ခံစာမှာဖြစ်ရဲ့အစအဆုံးကိုအသေးစိတ်ဖော်ပြထားပါတယ်။အစင်းနဲ့သူ့ရဲ့ချစ်သူစာဗီတို့ဟာအတန်းတူတိုက်ခန်းတစ်ခုမှာအတူနေထိုင်ကြပြီးအဲ့ဒီမှာလူ9ယောက်စုစုပေါင်းနေထိုင်ကြပါတယ်။စာဗီမသိအောင်အဆေးကတခြားမိန်းကလေး2ယောက်ကိုပါတွေးဆောင်ဖျားရောင်းပြီးသားဖြစ်နေပေမဲ့သူ့ရဲ့တကယ်ချစ်သူစာဗီကတော့လုံးဝမသိခဲ့ပါဘူး။တနေ့မှာတော့အဖွဲလိုက်ဧကန်းမှာစူပြီးကြောက်စရာဇက်ကားကြည့်နေကြတဲ့အခါဘေးကမိန်းကလေးကကြောက်လန့်လို့အမြဲអော်နေခဲ့ပါတယ်။အဆေးကသူ့ဘေးကစာဗီရဲ့သပင်ကိုပေါ့ပေါ့ပါပါပုတ်တက်ပေးရင်ရုပ်ကားကဘဲမှမကြောက်စရာကောင်းဘူးလို့တူတူပြောနေခဲ့ပါတယ်။ဒါပေမဲ့သူ့အောက်ကိုငုံကြည့်လိုက်တဲ့အခါမှာတော့စာဗီဟာကြမ်းပြင်ပေါ်မှာမူပြီးလဲကျနေပြီဆိုတာကိုသတိထားမိလိုက်ပါတယ်။ဒါဆိုရင်သူပုတ်တက်နေခဲ့တဲ့သပင်ကဘသူဟာလဲသူလှည့်ကြည့်လိုက်တဲ့အခါသူ့လက်ထဲမှာရှုပ်ထွေးနေတဲ့သပင်စုတစ်ခုပဲကြံတော့ပြီးဘေးမှာဘသူမှမရှိတော့ပါဘူးအဆေးဟာကြောက်လန့်မှုကြောင့်အာရင်တွေကုန်ခန်းသွားခဲ့ပြီးရေချိုးခန်းကိုပြေးသွားကအိမ်သာသုံးပြီးစိတ်ကိုငြိမ်စေခြင်းခဲ့ပါတယ်ဒါပေမဲ့လှေကားထစ်ကိုရောက်တဲ့အခိုက်အတန့်မှာပဲအမီမသိအရေးဆက်တစ်ဆက်သူ့ခေါင်းပေါ်ကိုကျလာခဲ့ပါတယ်။အဆေးလဲတေလောက်အောင်ကြောက်သွားပြီးပုံဖို့အတွက်မိဖို့ချောင်းတဲကိုဒုံဆိုင်ပြေးဝင်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီတိုးမွေးအမျိုးသမီးကသူ့ကိုလွှတ်ပေးဖို့လုံးဝရည်ရွယ်ချက်မရှိပါဘူး။ကဆင်းနေတဲ့ဘိုးကောင်လိုပဲသူမကအဆေးစီကိုဖြည်းဖြည်းချင်းတွားဝင်လာခဲ့ပါတယ်။အဆေးလဲရှိသမျှအားနဲ့အဲ့ဒီအမျိုးသမီးကိုတွန်းထုတ်ပြီးအခန်းဖော်တွေကိုအကူအညီတောင်းဖို့အဲကန်းစီကိုအပြေးလွှားသွားခဲ့ပါတယ်။ဒါပေမဲ့အခန်းထဲကအခြေအနေကလုံးဝထူးဆန်းပြီးအေးဆက်နေခဲ့ပါတယ်။စာဗီကအဆေးဖောက်ပြန်နေတာကိုအစကတည်းကသိနေပြီးသားဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။အဆေးလဲငိုကိုပြီးအကူအညီတောင်းခံခဲ့ပေမဲ့အဲ့ဒီမှာရှိနေတဲ့ဘသူကမှအေးဆက်တဲ့မျက်လုံးတွေနဲ့ပဲကြည့်နေခဲ့ကြပြီးဘသူကမှသူ့ကိုကူညီဖို့လက်တစ်ဖက်တောင်မဆန့်ပေးခဲ့ကြပါဘူးအဲ့ဒီညကအဲ့ဒီတိုးမွေးအမျိုးသမီးကအဆေးကိုအချိန်ပြည့်ကတ်တွယ်နေခဲ့ပြီးသူအသက်တော်မတည်ခဲ့ပေမဲ့စိတ်ပိုင်းဆိုင်ရာလုံးဝပြိုလဲသွားခဲ့ရပြီးဘာမှမသိတော့ပဲယူးသွတ်နေတဲ့အပြုံးနဲ့ပဲထိုင်နေနိုင်တော့ပါတော့တယ်သူတဲ့အမှုကပိုပြီးတုံလို့စရာကောင်းပါတယ်။ဒါမှန်မိသားစု3ယောက်နဲ့စတင်ခဲ့တာဖြစ်ပြီးခင်မွန်းဖြစ်သူကအကြမ်းဖက်ဆန်ဆန်အပြုတ်မှုတွေရှိပြီးနေတိုင်းတောက်စားပြဿနာရှာတတ်ကသူ့ဇနီးနဲ့ကလေးကိုပါရိုက်နှက်တတ်တဲ့လူပြင်းတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့မကြသေးခင်ကမှသူဟာပန်းရောင်ဝစ်စုံရှင်နဲ့အမျိုးသမီးတစ်ယောက်သူ့နောက်ကိုတကောက်ကောက်လိုက်နေတာကိုမြင်နေရကြောင်းအမြဲပြောနေခဲ့ပါတယ်။သူ့ရဲ့စိတ်နေသဘောထားကပိုဆိုးလာပြီးသူ့ဇနီးဗီကိုလည်းဘာလို့ရမှန်းမသိတော့ပဲဒီဆိုးသွေးနှက်ဆိုးကိုနှင်ထုတ်ဖို့တတ်သိရှိတဲ့ဝိညာဉ်ရေးရဆရာတယောက်ကိုခေါ်လာခဲ့ရပါတော့တယ်။အိမ်ထဲကစွမ်းရည်တွေကိုစစ်ဆေးပြီးနောက်မှာဆရာကသူမရဲ့ခင်မွန်းကိုအဲ့ဒီတိုးမွေးအမျိုးသမီးကတ်တွယ်နေပြီဖြစ်ကြောင်းဓာတ်ရိုက်ပြောခဲ့ပါတယ်။ဆရာကတန်ရှင်းတဲ့အရက်ပလင်းတစ်လုံးကိုခြံထားခဲ့ပြီးညတိုင်းကတင်ဘေးမှာထားဖို့ညွှန်ကြားခဲ့ပါတယ်။9ရက်ဆက်တိုက်လှုပ်ဆောင်နိုင်ရင်မကောင်းဆိုးဝါးကိုဖိနှိပ်နိုင်လိမ့်မယ်လို့ဆိုပါတယ်။ဒါပေမဲ့ခင်မွန်းဖြစ်သူကအဲ့ဓာတွေကိုလုံးဝမယုံကြည်ခဲ့ပဲဒီဆရာဟာလိန်ညာစားတောက်နေတဲ့လိန်လေသူတယောက်သာဖြစ်တယ်လို့ထင်ခဲ့ပြီးသူ့ဇနီးကပတ်စံတွေအလကားဖြုံးနေတယ်လို့အမြဲညှဉ်းညူနေခဲ့ပါတယ်။သူ့ရဲ့ဒေါသကြီးတဲ့ခင်မွန်းကိုငြိမ်ချသွားစေဖို့အတွက်နောက်တစ်နေ့မှာရီကိုကဟင်းလျာတွေအပြည့်စုံပြင်ဆင်ပေးခဲ့ပါတယ်။ဒါပေမဲ့ရေနွေးပူပူပဝါတစ်ထည်ပေးဖို့မေ့သွားတာနဲ့တင်စားစရာမလိုတဲ့အရာလေးတစ်ခုအတွက်နဲ့ခင်မွန်းဖြစ်သူကဒေါသပေါက်ကွဲသွားခဲ့ပြီးစပွဲကုံတစ်ခုလုံးကိုမှောက်ချပစ်ကစားစာတွေကိုအဆအဆုံးပြန်ချက်ခိုင်းခဲ့ပါတယ်။ရီကိုလည်းရိုက်နှက်ခံရမှာကိုကြောက်တာကြောင့်ခေါင်းကိုငုံထားပြီးအကြိမ်ကြိမ်တောင်းပန်နေခဲ့ရပါတော့တယ်။ဒါကပထမဆုံးအကြိမ်လုံးဝမဟုတ်ဘူးဆိုတာကိုခမားတို့သိနိုင်ပါတယ်။အဲ့ဒီညမှာခင်မွန်းဖြစ်သူအိပ်ပျော်နေတုန်းမှာသူ့ဆောင်ကိုတယောက်ယောက်လာဆွဲနေတာကိုရုတ်တရက်ခံစားလိုက်ရပါတယ်။သူ့မျက်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါသူ့ကိုဖုံးထားတာကစောင်းမဟုတ်ပဲအဲ့ဒီတိုးမွေးအမျိုးသမီးရဲ့ပန်းရောင်ဝတ်စုံရှိကြီးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။အားဆိုပြီးသူအရက်ပလင်းကိုလှမ်းဆွဲလိုက်ပေမဲ့ပလင်းထဲမှာဘာမှမရှိတော့ပဲလုံးဝခြောက်သွေ့နေခဲ့ပါတော့တယ်။အဲ့ဒီအချိန်မှာပဲသူ့ဇနီးကထူးဆန်းတဲ့အပြုံးနဲ့ပြုံးပြလိုက်ပါတယ်
သူမကနတ်ဆိုးနေတဲ့အရက်တွေကိုအစောကြီးကတည်းကတွန်ပစ်ခဲ့တာဖြစ်ပါတယ်။ဆယ်စုနှစ်တခုကျော်အိမ်တွင်းအကြမ်းဖက်ခံရမှုတွေကိုခန်းစားခဲ့ရပြီးနောက်မှာသူမလုံလောက်ပြီလို့ခန်းစားခဲ့ရပြီးဒီအတုံးမကျတဲ့ခင်မုန်းကိုရှင်းပစ်ဖို့ဒီသုံးမွေးအမျိုးသမီးရဲ့လက်ကိုအသုံးပြုချင်ခဲ့တာပါ။ခင်မုန်းဖြစ်သူလည်းတေလောက်အောင်ကြောက်သွားပြီးအိတ်ခမ်းထဲကနေထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဖီယာအိုးဘုံကိုကင်ပြီးလီဆာရောက်လာခဲ့ပါတယ်။သူမရဲ့ကိုလုတ်ဖီယာအိုးဘုံနဲ့ဒီသုံးမွေးအမျိုးသမီးကိုအပိုင်းပိုင်းဖောက်ခွဲပစ်ပြီးချစ်ရတဲ့ချက်အတွက်လက်စားချေဖို့သူမစီစဉ်ထားခဲ့တာပါ။ဒါပေမဲ့အရေးကြီးတဲ့အချိန်ခိုက်တက်မှာဘုံရဲ့ခလုတ်ကချိုယွင်းသွားခဲ့ပါတယ်။သုံးမွေးအမျိုးသမီးကလီဆာကိုလက်ဖွားနဲ့ရိုက်ချလိုက်တာကြောင့်မီတာအများကြီးလွင့်ထွက်သွားခဲ့ရပြီးခင်မွန်းဖြစ်သူကအဲ့ဒီအခွင့်အရေးကိုသုံးကဗီရိုဘေးမှာအသက်တောင်မရှူရဲပဲပုံးခိုနေခဲ့ပါတော့တယ်။ခင်မွန်းဖြစ်သူတေဆုံးသွားပြီးနောက်မှာအရာအလုံးပြီးဆုံးသွားပြီလို့ရီကိုထင်ခဲ့ပါတယ်။ဒါပေမဲ့ဒီသုံးမွေးအမျိုးသမီးကသူမရဲ့အသက်9နှစ်အရွယ်သားလေးယိုယိုစီကိုကတ်တွယ်သွားလိမ့်မယ်လို့ဘသူကမှမထင်ထားခဲ့ပါဘူး။ယိုယိုကနေတိုင်းလေဟာနယ်ကိုလက်ပြပြီးနှုတ်ဆက်နေခဲ့ပြီးပတ်စုစာအုပ်ထဲမှာသုံးမွေးအမျိုးသမီးရဲ့ပုံကိုယ်တောင်ဆွဲခဲ့ကအမကြီးလာပြီးကျွန်တော်နဲ့ကစားပါအောင်လို့အမြဲခေါ်နေခဲ့ပါတယ်။သားအတွက်ကြောက်လန့်နေတဲ့ရီကိုကဝိညာဉ်ဆရာကိုနောက်တစ်ကြိမ်ထပ်ခေါ်ခဲ့ပါတယ်။ဝိညာဉ်ဆရာကလည်းဂုံမန်းတွေတီးခတ်ပြီးစုံစည်းတွေရွတ်ဆိုကကြီးကျယ်ခမ်းနားတဲ့ဟန်ပန်တွေနဲ့ရောက်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီစူညံတန်တွေအကုန်လုတ်ပြီးတဲ့နောက်မှာနတ်ဆိုးကိုမောင်းထုတ်နိုင်ဖို့ထားတာဒီသုံးမွေးအမျိုးသမီးကိုပိုတောင်ဆွဲဆောင်မိတယ်လို့ဖြစ်သွားခဲ့ပါတယ်။သုံးမွေးအမျိုးသမီးရဲ့စွမ်းအားကအမှန်တကယ်ကိုကြောက်စရာကောင်းပါတယ်။ဆရာကသူမရဲ့နာမည်ကိုရွတ်ဆိုလိုက်တဲ့အခိုက်အတန့်မှာပဲသူ့ရဲ့ခေါင်းဟာလေဘင်းကနေပြတ်ထွက်သွားခဲ့ပါတော့တယ်။ရီကိုလည်းကြောက်ဖို့အချိန်မရှိတော့ပဲတေဆုံးသွားတဲ့ဝိညာဉ်ဆရာမပြောခဲ့ခင်ကနာမည်ကိုအခြေခံပြီးစာယူရီရဲ့အိမ်ကိုအမှန်တကယ်ရှာတွေ့သွားခဲ့ပါတယ်။အိမ်တကားကိုစာယူရီရဲ့မိခင်ဖြစ်ပုံရတဲ့အတော်ကြီးတယောက်ကလာဖွင့်ပေးခဲ့ပါတယ်။ရီကိုကစာယူရီရဲ့အတန်းဖော်ဟောင်းဖြစ်ကြောင်းသူမရဲ့အမှတ်တရအတွက်အမွှေးတိုင်ထွန်းကျင်ကြောင်းလိန်ညာပြောဆိုခဲ့ပါတယ်။ဒါပေမဲ့စကားတောင်မဆုံးသေးခင်မှာပဲအိမ်ထဲကနေကိုလုံးထွားထွားနဲ့မိန်းကလေးတယောက်ထွက်လာခဲ့ပါတယ်။အဲ့ဒါတခြားသူမဟုတ်ပဲစာယူရီကိုယ်တိုင်ဖြစ်နေခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်တွေတုန်းကစာယူရီအဆောက်အုံပေါ်ကခုန်ချခဲ့တဲ့အခါအောက်ကခြုံပုတ်ပေါ်ကိုကျသွားခဲ့တာကြောင့်သူမအသက်ရှင်ကျန်းရစ်ခဲ့ကြောင်းသိရပါတယ်။သူမရဲ့ခြေထောက်နှစ်ဖက်ပဲကျိုးသွားခဲ့တာပါ။အဲ့ဒီနောက်မှာသူမအိမ်မှာပဲဆေးကုသနေခဲ့ပြီးကျောင်းကိုဘယ်တော့မှမပြန်ခဲ့ပါဘူး။အတန်းဖော်တွေကသူမနဲ့ပတ်သက်ပြီးကောလာဟလတွေကိုပို့ပြီးကြီးကားလာအောင်ဖြန့်ခဲ့ကြပြီးနောက်ဆုံးမှာတော့သူမပြုတ်ကျပြီးတေဆုံးသွားကလူသက်သမားသုံးမွေးအမျိုးသမီးဖြစ်သွားတယ်ဆိုပြီးဖြစ်လာခဲ့ပါတယ်။စာယူရီကရီကိုကိုပြောပြခဲ့တာကတာကူယာလူရှိသူရှိမှအဆက်ခွဲပြီးတဲ့နောက်မှာကျောင်းနောက်ကတောင်ပေါ်မှာဖျက်တောက်ခြင်းတစ်ပင်လို့ခေါ်တဲ့ထူးဆန်းတဲ့တစ်ပင်တစ်ပင်ရှိကြောင်းသူမကြားသိခဲ့ရပါတယ်။လူတွေပြောကြတာကမင်းရဲ့ရန်သူရဲ့နာမည်ကိုစာရွက်ပေါ်မှာရေးပြီးတူရင်းသွားနဲ့တစ်ပင်မှာရိုက်နှက်လိုက်ရင်အဲ့ဒီချီနှောင်မှုကိုအပီးတိုင်ဖျက်တောက်နိုင်တယ်လို့ဆိုပါတယ်။သူမကစာရွက်ကိုတစ်ပင်မှာရိုက်နှက်လိုက်တဲ့အခါသူမရဲ့ရင်ထဲကမုန်းတီးမှုတွေအမှန်တကယ်ပျောက်ကွယ်သွားခဲ့ပြီးတစ်ပင်ကအားလုံးကိုဆုပ်ယူသွားသလိုဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ရက်အနှဲငယ်အကြာမှာတာကူယာရုတ်တရက်တေဆုံးသွားလိမ့်မယ်လို့သူမဘယ်တော့မှမထင်ထားခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့ပုံများပြားတဲ့ရွာသားတွေကသူမလှုပ်ခဲ့တာကိုအတူယူလှုပ်ဆောင်လာကြပြီးသူတို့ရဲ့စိတ်ထဲမှာတူဝက်ထားတဲ့မုန်းတီးမှုနဲ့အနစ်နာခံမှုတွေကိုဝါဝစက်ကူတွေပေါ်မှာရေးကတောင်ပေါ်ကကျိန်စာတင်တစ်ပင်မှာရိုက်နှက်ခဲ့ကြပါတယ်။ရက်တွေကြာလာတာနဲ့အမျှအမြင့်ကနေထိပ်ဖျားအထိတပင်လုံးဟာတန်ချေးတက်နေတဲ့တူရင်းသွားတွေနဲ့စာရွက်တွေနဲ့လုံးဝဖုံးလွှမ်းသွားခဲ့ပါတယ်။ဒီကြောက်စရာကောင်းတဲ့ပုံပြင်ကိုကြားပြီးနောက်မှာရီကိုကတောင်ပေါ်ကတစ်ပင်စီကိုချက်ချင်းပြေးသွားခဲ့ပါတယ်။သူမကိုယ်တိုင်မျက်စိနဲ့တွေ့လိုက်ရတဲ့အခါမှာတော့တနေရာထဲမှာရပ်တန့်သွားခဲ့ပါတယ်။သူမရှိကတစ်ပင်ဟာတန်ချေးတက်နေတဲ့တူရင်းသွားတွေနဲ့အပြည့်စုံဖုံးလွှမ်းနေခဲ့ပြီးဖော်ပြလို့မရတဲ့အေးဆက်ဆက်ခြောက်ချားပွဲရာအငွေ့အသက်တွေထွက်ပေါ်နေခဲ့ပါတယ်။သူမရှာဖွေပြီးတဲ့နောက်မှာတော့သူ့ရဲ့သားလေးရဲ့နာမည်ပါတဲ့စာရွက်ကိုအဆုံးမှာရှာတွေ့သွားခဲ့ပါတယ်။တူရင်းသွားကိုဆွဲထုတ်ဖို့လက်လှမ်းလိုက်တဲ့အခိုက်အတန့်မှာပဲလီဆာကရီကိုရဲ့အိမ်ထဲကိုတိတ်တဆိတ်ခိုးဝင်သွားခဲ့ပြီးတယောက်တည်းကစားနေတဲ့ယိုယိုကိုခေါ်သွားခဲ့ပါတယ်။သူမရဲ့အစီအစဉ်ကယိုယိုကိုအစာအဖြစ်သုံးပြီးသုံးမွေးအမျိုးသမီးကိုအပြင်ထွက်လာအောင်လှည့်စားဖို့ဖြစ်ပါတယ်။သူမရဲ့အလုရောင်ခန်းထဲမှာသိစေနိုင်တဲ့ထောင်ချောက်တစ်ခုကိုစီစဉ်ခဲ့ပြီးကျမ်းပြင်ပေါ်မှာမုံတွေကိုကျဲချထားခဲ့ပါတယ်။တိုးမွေးအမျိုးသမီးရဲ့ခြေထောက်တွေအဲ့ဒီမုံတွေကိုထိလိုက်တာနဲ့သူမရဲ့နေရာကိုချက်ချင်းသိရှိနိုင်မှာဖြစ်ပါတယ်။လေတန်းဆက်ထဲမှာလည်းတိုးမွေးအမျိုးသမီးရဲ့မီးမောင်တဲ့စွမ်းအားကိုဖိနှိပ်ဖို့တီးတန့်ထုတ်လုပ်ထားတဲ့အရက်တွေကိုဖြည့်ထားခဲ့ပါတယ်။မကြာခင်မှာပဲတကားဝါကနေအတန်အနှဲငယ်ထွက်ပေါ်လာပြီးကျမ်းပြင်ပေါ်ကမုံတွေအပိုင်းပိုင်းအဆအဆကြေမွသွားခဲ့ပါတယ်။လီဆာလည်းလေတန်းဆက်ရဲ့ခလုတ်ကိုချက်ချင်းနှိပ်လိုက်ပြီးအရက်ရည်ငွေ့တွေတခန်းလုံးပြည့်သွားခဲ့ပါတယ်။ဒါပေမဲ့အရေးကြီးတဲ့အချိန်ခိုက်တက်မှာပဲဖီအားအုပ်ပုံးကထပ်ပြီးချို့ယွင်းသွားခဲ့ပါတယ်။ဒေါသထွက်လာတဲ့လီဆာကအရက်ကြက်ပလင်ကိုတစ်ခုလုံးဆွဲယူပြီးတိုးမွေးအမျိုးသမီးစီကိုတန်တန်မတ်မတ်ပြစ်ပေါက်လိုက်ပါတယ်။အရက်တွေနဲ့ရွှဲနစ်သွားတဲ့တိုးမွေးအမျိုးသမီးဟာသူမရဲ့တကယ်ပုံစံကိုထုတ်ပြဖို့တွန်းအားပေးခံလိုက်ရပါတယ်။ သူ
သူမဟာတကိုယ်လုံးရွှဲနစ်နေပြီးမြေကြီးပေါ်မှာဖောင်းပွားနေတဲ့ပိုးကောင်လိုတွားသွားနေကကလေးငယ်လေးစီကိုတွားသွားရင်ငါမင်းကိုကြိုက်တယ်လို့အကြိမ်ကြိမ်ရေရွတ်နေခဲ့ပါတယ်။ကြိုက်တယ်ကျွန်တော်လည်းအရန်ချစ်တယ်လို့ရိုးရိုးကပြောလိုက်ပါတယ်။အဲ့ဒီစကားတွေကြောင့်တိုးမွေးအမျိုးသမီးဟာနေရာမှာတင်လုံးဝတောင့်သွားခဲ့ပြီးသူမရဲ့မျက်နှာမှာမယုံနိုင်စရာအပြည့်နဲ့ဖြစ်သွားခဲ့ပါတယ်။သူမတီးရှိခဲ့တဲ့နှစ်ပေါင်းများစွာအတွင်းမှာဘသူကမှသူမကိုကြိုက်တယ်လို့ပြောဘူးတာဒါပထမဆုံးအကြိမ်ပါပဲ။အဲ့ဒီအရေးကြီးတဲ့အခိုက်အတန့်မှာပဲရီကိုကရိုးရိုးရဲ့နာမည်ပါတဲ့စာရွက်ပေါ်ကတူယွင်းသွားကိုနောက်ဆုံးမှာဆွဲထုတ်လိုက်နိုင်ပါတော့တယ်။ဂျိန်းစာရီအလုံးစုံပျော်ဝင်သွားတဲ့အခိုက်အတန့်မှာပဲတိုးမွေးအမျိုးသမီးဟာလေလွင့်နေတဲ့ပူဖောင်းတစ်လုံးလိုမြေကြီးပေါ်ကိုလဲကျသွားခဲ့ပြီးလူအရေပြားရဲ့၆တွေ့နေတဲ့အခွန်တစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အေးပြအပိုင်းအစပြန်တန်းသွားရနောက်ကိုလီဆာလိုက်သွားခဲ့ရာတောင်ပေါ်ကတစ်ပင်ချေရင်အထိရောက်သွားခဲ့ပါတယ်။အဲ့ဒီမှာသူမကတူယွင်းသွားကိုကင်ပြီးတစ်ပင်ပေါ်မှာအတစ်သောစာရွက်တစ်ရွက်ကိုရိုက်နှက်နေတဲ့ရင်းနှီးတဲ့ပုံရိပ်တစ်ခုကိုတွေးလိုက်ရပါတယ်။သူမအံ့ဩသွားတာကအဲ့ဒီနောက်ွယ်ကအရာအားလုံးရဲ့တရားခံကအစကတည်းကအိုနိုယာမာဖြစ်နေတာပါပဲ။ကျောင်းတော်ကအိုနိုယာမာဟာအလွန်ပဲကြောက်တတ်သူတစ်ယောက်ဖြစ်ပြီးတာကူယာစီကနေနှစ်ပေါင်းများစွာအနိုင်ကျင့်ညှဉ်းပန်းမှုကိုခံခဲ့ရသူဖြစ်ပါတယ်။တနေ့မှာသူ့တောင်းမှာငိုနေတော့ဆာယူရီကတစ်ပင်ပေါ်မှာစာရွက်တစ်ရွက်ရိုက်နှက်နေတာကိုတိုက်တိုက်ဆိုင်ဆိုင်မြင်လိုက်ရပါတယ်။ရက်အနှဲငယ်အကြာမှာတာကူယာထူးဆန်းစွာတိတ်ဆုံးသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအိုနိုယာမာသဘောပေါက်သွားခဲ့ပါတယ်။ဒီတစ်ပင်မှာကြောက်မက်ဖွယ်ကောင်းတဲ့ကျင်းစာဆွမ်းအားရှိနေပြီးမင်းရဲ့ရန်သူရဲ့နာမည်ကိုရိုက်နှက်လိုက်တာနဲ့အဲ့ဒီလူတိုးမွေးအမျိုးသမီးရဲ့လက်နဲ့ရက်ဆက်ဆက်တက်ဖြတ်ခံရတယ်ဆိုတာပါပဲ။အဲ့ဒီအချိန်ကစပြီးသူဟာသူ့ကိုအနိုင်ကျင့်ခဲ့တဲ့သူတွေအပေါ်လက်စားချေဖို့အတွက်ဒီတစ်ပင်ကိုအစားပြုအသုံးပြုလာခဲ့ပါတယ်။သူတို့တယောက်ပြီးတယောက်တေဆုံးသွားတာကိုကြည့်ရင်သူ့ရဲ့နှလုံးသားကပူပူပြီးမီးမောင်လာခဲ့ပါတယ်။ပျော်ရွှင်နေတဲ့စုံတွဲတွဲကိုတွေ့တိုင်းရီးစားယောက်ျားလေးရဲ့နာမည်ကိုတစ်ပင်မှာရိုက်နှက်ခဲ့ပြီးချက်တေဆုံးသွားခဲ့ရတာကလည်းအဲ့ဒီအတိုင်းပါပဲ။9နှစ်အရွယ်ကလေးငယ်လေးတယောက်ထဲတောင်မှမိန်းကလေးငယ်လေးနဲ့ရင်းနှီးလို့ဆိုပြီးအိုနိုယာမာရဲ့ပြစ်မှတ်စရင်နဲ့ပါသွားခဲ့ပါတယ်။လီဆာကအမှန်တရားအလုံးကိုနောက်ဆုံးမှသိရှိသွားတဲ့အခါသူမရဲ့မျက်လုံးတွေနောက်မှာအေးဆက်တဲ့ဒေါသတွေတက်လာခဲ့ပါတယ်။သူမပြင်ဆင်ထားတဲ့ဖီအားအိုးပုံးကိုကင်ပြီးရှိသမျှအားနဲ့အဲ့ဒီတစ်ပင်ကိုပြစ်ပေါက်လိုက်ပါတယ်။နားကွဲမတက်ပေါက်ကွဲတန်တဲ့အတူတစ်ပင်တစ်ပင်လုံးအစအနာမကြအောင်ပေါက်ကွဲထွက်သွားခဲ့ပြီးတန်ချေးတက်နေတဲ့တူရင်းသွားတွေအရက်မျက်နှာအသီးသီးကိုလွင့်ထွက်သွားခဲ့ပါတယ်။နှစ်ပေါင်းများစွာအတွင်းရိတ်သိမ်းခံခဲ့ရတဲ့မျက်လုံးတွေဟာတစ်ပင်ရဲ့ဦးတိုင်ထဲကနေလိမ့်ထွက်လာခဲ့ပါတယ်။တစ်ပင်ဘေးမှာရက်နေတဲ့အိုနိုယာမှာလည်းလွင့်ထွက်လာတဲ့တူရင်းသွားတွေနဲ့တကိုယ်လုံးထိုးဆိုင်ခံရကတိတ်ဆုံးသွားခဲ့ရပါတော့တယ်။ဒါကတော့ဇလန်းရဲ့အဆုံးသတ်ပါပဲ။အဆုံးမှာလီဆာဟာတစ္ဆာရှိရှိနဲ့တရားမျှတတဲ့လက်စားချေပေးတဲ့ချစ်သူတစ်ယောက်လို့လူအများစုကထင်ခဲ့ကြမှာပါ။ဒါပေမဲ့သူမရဲ့ယူသွနေတဲ့ဆွဲလန်းမှုအလွှာတွေကိုတလွှာချင်းခွာကြည့်လိုက်မယ်ဆိုရင်တော့သူမဟာဘယ်တော့မှတရားမျှတတဲ့လက်စားချေသူတစ်ယောက်မဟုတ်ခဲ့ပါဘူး။သူမတကယ်မုန်းနေတာကတိုးမွေးအမျိုးသမီးချက်ကိုတတ်သွားတာမဟုတ်ပဲဘာလို့ဒီလိုဖောက်ပြန်နေတဲ့မကောင်းဆိုးဝါးကသူမ3နှစ်တိုင်တိုင်ဆွဲလန်းနေခဲ့ရတဲ့ကောင်လေးကိုလူယူသွားရတာလဲဆိုတာပါပဲ။ဂျက်ဟာဘယ်တော့မှသူမပိုင်ဆိုင်တာမဟုတ်ခဲ့ပါဘူး။ဒါပေမဲ့လီဆာရဲ့ဖောက်ပြန်နေတဲ့ပိုင်ဆိုင်လိုစိတ်အရာဂျက်ဟာသူမရဲ့တီးတန့်ကစားစရာတားကောင်ဖြစ်ပြီးတိုးမွေးအမျိုးသမီးကသူမရဲ့ပိုင်ဆိုင်မှုကိုခိုးယူသွားတဲ့ကျူးကျော်သူတတ်တာဖြစ်ပါတယ်။သူမရဲ့လက်စားချေမှုလို့ခေါ်ဆိုတာဟာမအောင်မြင်ခဲ့တဲ့တစ်ဖက်သက်အချစ်ရဲ့ပြိုလဲသွားမှုနဲ့ဖောက်ပြန်နေတဲ့ပိုင်ဆိုင်လိုမှုတွေပြိုကျသွားတဲ့ပုံမှန်မဟုတ်တဲ့ယူသွမှုတစ်ခုသာဖြစ်ပါတယ်